ဒါတွေကတော့ကျွန်တော်ရှိမှာရနိုင်တဲ့ Wi-Fi UPS ဆက်လေးတွေပါနော်ဒီကောင်က Wi-Fi only ဆက်လေးတွေပါဒါကငါတိုင်းကြောင်းကိုပို့ရမယ် order 10လုံးပါနော်ကျွန်တော်ကဒီ Wi-Fi UPS တွေကိုဖတ်ချာအနေနဲ့အားသွင်းမြန်တဲ့ HJD တစ်စိတ်12.2 2H ချာထည့်ပေးထားတာပါ HJD တစ်စိတ်နဲ့ပါဒီကောင်ကကျွန်တော်12.2 2H ချာထည့်ပေးထားတဲ့အတွက်အားဝင်မြန်ပါတယ်ဘက်ထရီကိုကြတော့ကျွန်တော်ကဒါမျိုး3.2B 2000mAh 3.2B ကို BMS က 2.3 version 28သုံးပေးထားပါတယ်အဲ့အတွက် Ampere အနေနဲ့ကကျွန်တော်တို့စိတ်ကြိုက်သုံးလို့ရပါတယ် Wi-Fi ဆက်က Wi-Fi ဆက်ကကျွန်တော် 1A ဖြစ်ဖြစ် 1.5 ဖြစ်ဖြစ် 2A ဖြစ်ဖြစ်အကုန်သုံးလို့ရပါတယ်တခုပဲကျွန်တော်ဒီ12000mAh ဆိုရင် 1A ဆက်ဆိုရင်10နိုင်အထက်အားခံတယ် 1.5 ဆိုရင်8နိုင်ဝန်းကျင်တော့အားခံမယ် 2A ဆိုရင်တော့6နိုင်ဝန်းကျင်တော့ပဲအားခံမယ်အဲ့မို့နိုင်သေးတော့ကွာသွားတာပေါ့နော်ဒါ12000mAh 6000 9000ပါ12000mAh ကို9000ကိုကျွန်တော်ဒီမှာ 12.6 HJD ချာထည့်ပေးထားတယ်ဒီကောင်ကချာ HJD တစ်စိတ်ထည့်ပေးထားပါ Galaxy တို့တခြား12.6အပေါ်ကြီးထည့်ပေးတာမဟုတ်ပါဘူးခင်ဗျဒီကောင်တစ်စုံနဲ့အပြင်ပေါက်စေး1000ပဲရှိပါတယ်ခင်ဗျအဲ့မျိုးကျွန်တော်ထည့်ပေးထားတာပါဒါတွဲဖို့အောက်ဖို့ကဒါ Wi-Fi ဆက်ကိုသွားမယ်ဒီကောင်က 12.6 2H ချာကျွန်တော်ပေးရတာ 12.6 2H ချာဒါဒီမှာထိုးမယ်ပြီးရင်ဒါအိမ်မီပလက်မှာထိုးမယ်အဲ့ဆိုရင်ကျွန်တော်သုံးလို့ရပါတယ်နော်ကျွန်တော်အခုဆိုမျိုး Wi-Fi UPS တစ်လုံးဝယ်တာနဲ့ဒီကောင်ကပါပြီးသားဖြစ်ပါတယ်ပြီးတော့ Wi-Fi ကျိုး Wi-Fi နဲ့ Wi-Fi ဆက်ကိုထိုးဖို့အတွက်ကျိုးဝဲတစ်ခါတည်းပါပြီးသားပါဘာမှထပ်ပြီးဝယ်စရာမလိုပါဘူးခင်ဗျအာမခံဝယ်ကျွန်တော်6လပေးထားပါတယ်နော်6လပြည့်သွားလို့နှစ်တည်းကြာသွားလို့တစ်နှစ်ခွဲဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်ကြာသွားလို့ကျွန်တော်ဘက်ထရီအားမခံတော့ရင်ဘက်ထရီတီးတက်ဒီကို package တစ်ထုပ်တီးတက်ပြန်လဲလို့ရပါတယ်နော်ဒီကို package တစ်ထုပ်တီးတက်ကို4000ခွဲပါဗျဒါ12000mAh နော်12000mAh package တစ်ထုပ်တီးတက်ကို4000ခွဲပါအာမခံ3လပြန်ထည့်ပေးပါတယ်18000mAh တဲ့ဒီပုံစံဒီ site ပါပဲအထက်ကဘက်ထရီ mAh ပဲကွဲသွားတာပါ18000mAh ဆိုရင်ဒီကောင်က3.3B ဖြစ်သွားတယ်3.3B ဖြစ်သွားတယ်2000mAh ဆိုရင်3.3B ဖြစ်သွားတယ်18000mAh ဖြစ်သွားပါတယ်ဈေးနှုန်းကတော့9000ပါသူရဲ့ပဲ12.6 2H ချာတစ်လုံး